အားလုံးပဲမင်္ဂလာပါ Summit English ကကြိုဆိုပါရစေဒီတစ်ခါတော့ verb to do ကိုပဲထပ်ဆက်မှာပါဝက်ချက်ပုံစံ1 2 3ကိုကျွန်တော်တို့ရှေ့မှာပြောခဲ့ပါတယ်အခုပြောမှာကဝက်ချက်ပုံစံ4နဲ့ဝက်ချက်ပုံစံ5ပါဒီနှစ်ခုကပုံစံနဲ့ဆင်ပါတယ်ကွဲပြားခြားနားချက်အနည်းငယ်ရှိပါတယ်ပုံစံ4ဆိုရင် subject verb သက်ရှိ object သက်မဲ့ object ဒီခါကျတော့ object နှစ်ခုပါလာပါပြီဒါဆို object နှစ်ခုကဘာလဲပြောရင်ဒီမှာရေးတာရှိ object ဆိုတာသက်ရှိ object ကိုပြောတာပါလူတွေကိုပြောချင်တာမဲ့ object ဆိုတာသက်မဲ့ object အရာဝတ္ထုတွေကျန်တဲ့ဟာတွေပြောတာပါပုံစံ5ကတော့ subject verb ထိတူပါတယ်ဒါပေမဲ့ဒီတစ်ခါသက်မဲ့ object ကိုအရင်ရှေ့တင်ရေးပါမယ်အဲ့လိုရှေ့တင်ရေးလိုက်ရင်တော့သက်ရှိ object ရှိမှာထူထည့်ပေးရပါတယ်ဒါလေးကတော့ထူခြားချက်လေးပါဒီမှာသုံးတဲ့ verb တွေကဘာ verb တွေလဲပြောရင်ဒါတွေက verb to do တွေပါသက်မဲ့နဲ့ရေးတဲ့အခါသက်ရှိရရှိမှတူထည့်ရမယ်ဒီစည်းကမ်းချက်လေးကိုသတိပြုရပါမယ် example ပြောကြည့်ပါမယ် Mr. Mark teaches the students English Mr. Mark ကကျောင်းသားတွေကိုအင်္ဂလိပ်စာသင်ကြားပေးတယ်ဒါဆိုရင်ဒီမှာရှိတဲ့ Mr. Mark က subject ပါ teachers ကတော့ဒါ verb ပါ the student က object English ကလည်းပဲ object တိကျပြောမယ်ဆို the students ဒီ she object English ဒီ male object ဖြစ်ပါတယ်နောက်တစ်ခုမှာတော့ Mr. Mark teaches English to the students ထုံးစံတိုင်းပဲမှတ်လိုက်ပါမယ် Mr. Mark ဒီ subject ဖြစ်ပါတယ် teachers က verb ပါ teacher ပြောရင် verb to do ပါ English ကတော့ဒါ male object ပါ the student ကတော့ she object ပါဒါကြောင့်မလို့ရှိမှဘာထည့်ပေးရလဲ to ထည့်ပေးရပါတယ်အဲ့တော့ object တစ်ခုပါတဲ့အခါအဖြေနှစ်ကြောင်းထွက်ပါတယ်ဒါလေးကျွန်တော်တို့ကလေ့ကျင့်ကြည့်ပါမယ်နံပါတ်1ကသူမတငယ်ချင်းကိုလျှို့ဝှက်ချက်အချို့ပြောပြတယ်တဲ့ဒါဆိုရင်သူမက subject ပါပြောပြတယ်က verb ကြီးကြပြောရင် verb to do သူမတငယ်ချင်းက she object ဒါဆိုလျှို့ဝှက်ချက်အချို့ဆိုတာက main object ပါရေးကြည့်ပါမယ် she tells her friend some secrets ဒီလိုမှမြည်ချင်တော့တမျိုးရေးပါမယ် she tells some secrets to her friend company ကသုံးစွဲသူတွေထံစာရီပို့တယ် the company sends the users the messages ဒါတစ်ခါလေးတန်းရေးလိုက်တာပါပြောမယ်ဆိုရင်ဒါ company က subject ပို့ရ verb သုံးစွဲသူတွေထံက she object စာရီကတော့ဒါ main object ပါနောက်တစ်မျိုးပြောင်းရေးပါမယ် the company sends ဒီတစ်ခါတော့ messages ကိုအရင်ရေးပါမယ်ဒါဆိုရင်တော့ရှေ့မှာ to လေးထည့်မှာ to the users ပါနံပါတ်3အမေကသူမသမီးကိုဟင်းချက်နည်းပြသတယ်အမေက subject ပါပြသတယ်ရတော့ဒါ verb to do ပါသူမသမီးက object ပြောမယ်ဆို she object
ဟင်းချက်နီးက main object ပါ the mother shows ဘာတူလဲ her daughter the recipe နောက်တစ်မျိုးပြောင်းရေးကြည့်ပါမယ် the mother shows the recipe to her daughter ပါနံပါတ်၄ကိုပြောပါမယ်နေကတက်ရှိတွေကိုအပူနဲ့အလင်းပေးတယ်ဒါဆိုနေက subject ပါပေးတွေကတော့ဒါ verb to do ပါတက်ရှိတွေကိုက she object ပါအပူနဲ့အလင်းကတော့ဒါ main object ပါဒါဆိုရေးကြည့်ပါမယ် the sun gives the living things heat and light ပြောင်းပြန်ရေးပါမယ် the sun gives heat and light ဒါမှမဟုတ်လည်း light and heat အဆင်ပြေသလိုရေးလို့ရပါတယ်ဘာဖြစ်ဒါတွေကသက်မဲ့ object တွေဖြစ်တဲ့အတွက် to the living things ပါနောက်တစ်ခုရေးပါမယ်နံပါတ်5ကျင်နာတဲ့အလုပ်ရှင်ကစူးစမ်းတဲ့အလုပ်သမားကိုလစာမြင့်မြင့်ကမ်းလှမ်းတယ်ဒါဆိုရင်ကျင်နာတဲ့အလုပ်ရှင်က subject ပါကမ်းလှမ်းတယ်က verb to do ပါစူးစမ်းတဲ့အလုပ်သမားကိုဒါ she object ပါလစာမြင့်မြင့်သို့မဟုတ်မြင့်မားတဲ့လစာကဒါက main object ပါဒါဆိုစရေးပါမယ် the kind employer ကမ်းလှမ်းတာ offers ပါ hardworking employee high salaries ပြောင်းပြန်ရေးကြည့်ပါမယ် the kind employer offers high salaries ရေးရပါမယ် to the hardworking employee နံပါတ်6ချမ်းသာတဲ့အမျိုးသမီးကလိုအပ်သူတွေကိုငွေများစွာလှူဒန်းတယ်ချမ်းသာတဲ့အမျိုးသမီးက subject ပါလှူဒန်းတယ်ကတော့ဒါ verb to do ပါလိုအပ်သူတွေကို she object ဖြစ်ပါတယ်ငွေများစွာကတော့ဒါ main object ပါဒါဆိုရေးပါမယ် the rich lady donates the needy lots of money a lot of လို့ရေးလဲရပါတယ် lots of သုံးတက်အောင်လို့တစ်ခါလောက်ရေးကြည့်အောင်ထပ်ပြောပါမယ်ပြောင်းပြန်ရေးပါမယ် the rich lady donates lots of money
ဒီတစ်ခါ to ထည့်ရပါမယ် to the needy ပါနံပါတ်9သူတို့အလုပ်သမားတွေနှစ်ကူးမှငွေများစွာပေးချေတယ်သူတို့က subject ပါပေးချေတယ်က verb to do ပါသူတို့အလုပ်သမားတွေကိုshe object ပါငွေများစွာဒါတော့ main object ပါဒါဆိုနှစ်ကူးမှာက time ပါ they pay their employees a lot of money in the new year မှာဒါ festival လို့တခုလို့ယူဆရ new year အကြီးကြီးလည်းရပါတယ်နောက်တစ်မျိုးပြောင်းရေးပါမယ် they pay a lot of money to their employeesကျွန်တော်တငယ်ချင်းတွေကကျွန်တော်အဓိကဘာသာရပ်တွေကိုကျောင်းဆင်းချိန်မှာသင်မိတယ်တငယ်ချင်းချင်းစာပြန်သင်မိတာပေါ့ဒါဆိုရင်ကျွန်တော်တငယ်ချင်းတွေက subject ပါသင်မိတဲ့က verb to do ကျွန်တော်ကို she object ပါအဓိကဘာသာရပ်တွေကိုက main object ပါကျောင်းဆင်းချိန်မှာတော့ဒါ time ကိုပြပါတယ်ဒါဆိုရေးကြည့်ပါမယ် my friends teach me the major subjects after school hours လို့ပဲပြော after school လို့ပဲပြောရပါတယ်နောက်တစ်မျိုးပြောင်းရေးပါမယ် my friends teach the major subjects to me after school မင်းကမူသားတွေပြောတယ်မင်းရဲ့ subject ပါပြောတယ် verb to do ပါငါကူက she object မူသားတွေကတော့ main object ပါဒါဆိုရေးကြည့်ပါမယ် you tell me the lines မူသားကို the lines လို့ခေါ်ပါတယ်ဒါဆိုနောက်တစ်မျိုးရေးတဲ့အခါ you tell the lines to me ပါနံပါတ်10ကျွန်တော်ဘိုးဘွားတွေက Christmas တိုင်းကျွန်တော်တို့လက်ဆောင်တွေပို့တယ်ဒါဆိုကျွန်တော်ဘိုးဘွားတွေက subject ပါပို့တွေကတော့ဒါ verb ပါကျွန်တော်တို့ကိုက she object လက်ဆောင်တွေကတော့ဒါ main object ပါ Christmas တိုင်းဒါတော့ time ပါကျွန်တော်ဘိုးဘွားတွေဆိုတော့စပြီးတော့ရေးပါမယ် my grandparentsပို့ရဆိုတော့ sent as present on every Christmas ပါနောက်တစ်မျိုးပြောင်းရေးပါမယ် my grandparents sent
the presence တယ်လေးထိုင်တော့ပိုတိကြောက်ရဘယ်လိုလက်ဆောင်ဆိုတာရှိအောင် the presents to us on every Christmas အဖိုးဘွားစုံတွေကသူတို့ရဲ့အိမ်ကိုသူတို့အိမ်နီးချင်းကိုရောင်းတယ် subject ရောင်းနေရ verb သူတို့အိမ်နီးချင်းကိုဟာ she object main object ပါ the old couple sells their neighbor ဘာကိုရောင်းတာလဲပြောရင် their house ပြောင်းပြန်ရေးပါမယ် the old couple sells their house to their neighbor တငယ်ချင်းများရဲ့တယောက်ကသူ့ရဲ့ Facebook အကောင့်ကိုကျွန်တော်တို့ကိုပြတယ်တငယ်ချင်းများတွေကတယောက်က subject ပါပြတယ်က verb ကျွန်တော်တို့ကိုက she object ပါသူ့ရဲ့ Facebook အကောင့်အသစ် main object ပါ one of the friends ဒါမှမဟုတ်ကျွန်တော်ရဲ့တငယ်ချင်းဆိုတော့ one of my friends shows s ပါမှာမယ်ဒါအနေကိန်းပါ show as his Facebook account ပါပြန်ရေးပါမယ် one of the friends or one of my friends shows his newly ကြံခဲ့ပါတယ်ကျွန်တော် new Facebook account ကျွန်တော်တို့ကိုဆိုတော့ 2s ပါဒီဆိုင်ကဖောက်တယ်တွေတနည်းပြောရင်လာနေကြသူတွေကိုလက်ဆောင်တွေပေးတယ်ဒါဆိုရင်ဒီဆိုင်က subject ပါဖောက်တယ်တွေဒါမှမဟုတ်ရင်လာနေကြသူတွေဆိုတာကဒါ she object ပါလက်ဆောင်တွေဆိုတာက main object ပါပေးရတော့ရှင်းမှာဒါ verb to do ပါဒါဆိုစရေးပါမယ် this shop gives the regular customer လို့သုံးလို့လည်းရပါတယ်တချို့ clients သုံးပါတယ်ဒီမှာတော့ products ဝယ်တာဆိုရင် customer ကပိုကောင်းပါတယ်ရှေ့မှာ regularly ထည့်လိုက်တော့ပုံမှန်လာနေရလူပုံမှန်ဝယ်တဲ့လူပေါ့ the presence နောက်တစ်မျိုးထပ်ရေးပါမယ် this shop gives the presence to the regular customer အရာရှိကသူ့ junior ကိုယာတုတစ်ခုကမ်းလှမ်းတယ်အရာရှိက subject ပါကမ်းလှမ်းနေရတော့ဒါ verb ပါ verb to do ပါသူ့ junior ကိုဒါက she object ပါယာတုတစ်ခုကတော့ main object ပါစရေးပါမယ် the officer ကမ်းလှမ်းတာအင်္ဂလိပ်လို offers his junior
a rank ပြောင်းပြန်ရေးပါမယ် the officer offers a rank to his junior သူတို့ကသူတို့ဝစ်စားတွေကိုဒုက္ခသည်တွေကိုလှူဒန်းတယ်သူတို့က subject ပါလှူဒန်းတယ်ကဒါ verb to do ဒုက္ခသည်တွေကိုက she object me object ရှိပါပြီ they donate the victims ဒါမှမဟုတ်လဲ refugee ပေါ့ they are close နောက်တစ်မျိုးပြောင်းပြန်ရေးပါမယ် they donate they are close to the victims or refugee ပါနံပါတ်16ခီးတဲ့ကမောင်းနေသူကိုအပူငွေပေးချေတယ်ခီးတဲ့ subject ပါပေးချေတယ်ကတော့ဒါ verb to do ပါမောင်းနေသူက she object ပါအပူငွေကတော့ဒါ me object ပါဒါဆိုရင် the passenger pays the driver extra money ပြောင်းပြန်ရေးပါမယ် the passenger pays extra money to the driver ကျေးဇူးတင်ပါတယ် 7 minute English ဖြစ်ပါတယ် YouTube channel လေးကို like share subscribe လုပ်ခြင်းအပြင်ဆရာလို့လေ့လာလို့ရမယ့်သင်ခန်းစာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပိုးကျွမ်းကျင်နေဆိုရင်တော့သင်တန်းတွေစုံစမ်းလို့ရပါတယ်နောက်တော့သင်ခန်းစာမှာပြန်လည်ဆုံတွေ့ပါမယ် See you in the next video